ချင်းသေးလူတွေကတော့သူ့ကိုရင်တည်ကြည်တဲ့တောဘရင်လို့သတ်မှတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီဘွဲ့လူရဲ့နောက်ွယ်မှာတော့တင်လုံးဝချမ်းမှတ်မထားတဲ့ရက်ဆက်ရုံမာမှုတွေသွေးအေးနဲ့ကျူးလွန်တတ်တဲ့ရာဇဝတ်မှုတွေရှိနေရဲဆိုတာသိပါသလားဒီနေ့ဥအန်တာတိတ်မန်းကနေချင်းသေးတွေရဲ့လောကမှာလူမသိသူမသိဖုံးကွယ်ထားတဲ့အမှောင်ချမ်းကအမှန်တရားတွေကိုတင်ဆက်ပေးသွားမှာပါချင်းတဲ့အုပ်စုတစ်ခုမှာအုပ်ချုပ်သူအထီးအသစ်ပြောင်းလဲတဲ့အခါအသစ်ရောက်လာတဲ့အထီးကအုပ်စုထဲမှာရှိနေတဲ့ချင်းသေးပေါက်လေးတွေအကုန်လုံးကိုအရှင်လက်လက်တပ်ပစ်တတ်ပါတယ်ဒါကမတော်တဆမဟုတ်ပါဘူးအမတွေရဲ့မျိုးပွားနိုင်စွမ်းပြန်ရှိလာဖို့နဲ့သူ့ရဲ့သွေးသားတွေကိုပဲစက္ကန့်စီဖို့အတွက်အရင်အထီးရဲ့ရှင်တွေကိုရရဆက်ဆက်အမြင့်ပြတ်တပ်ပစ်တာပါဒါဟာတဘာဝတရားကပေးထားတဲ့ကြောက်စရာကောင်းတဲ့အာနာလူပဲတစ်ခုပါပဲချင်းတဲ့အထီးတွေကိုသူရဲကောင်းလို့ထင်တတ်ကြပြီမေတကယ်တမ်းမှာတော့သူတို့ဟာအခွင့်အရေးသမားတွေပါအမဲလိုက်တဲ့အခါမှာချင်းတဲ့အမတွေကပဲအသက်နဲ့ရှင်ပြီးပင်ပင်ပန်းပန်းရှာဖွေရတာဖြစ်ပေမဲ့တားကောင်ရပြီဆိုတာနဲ့ချင်းတဲ့ဒီကအာနာပြပြီးတော့အရင်ဆုံးဝင်စားလေးရှိပါတယ်အမတွေနဲ့ကလေးတွေငတ်နေပါစေသူ့ဘိုင်းဝါမှာကြံတဲ့လူတွေကိုစားခွင့်ပေးတတ်တဲ့ရက်ဆက်တဲ့အုပ်ချုပ်သူပါချင်းတဲ့တွေကသူတို့ရဲ့နေမြေထဲမှာတခြားသောအသားစားတော်ဝါတွေကိုလုံးဝအရှင်းမထားတတ်ပါဘူးအစာအတွက်မဟုတ်ပဲပြိုင်ဘက်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့တင်စက်သစ်တွေဟာရီနာတွေကိုအုပ်စုလိုက်ဝိုင်းပြီးတော့တပ်ပစ်တတ်ပါတယ်သူတို့ဟာတောအုပ်ရဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းသူတွေမဟုတ်ပဲအာဏာကိုလက်ဝဲကြီးအုပ်ထားတဲ့မာဖီးယားဂိုင်းဝင်တွေနဲ့တူတူပါပဲအလားတရားနဲ့ခံကြမှုတွေရဲ့နောက်ကွယ်မှာလူမသိတဲ့ရက်စက်မှုတွေကအမြဲတမ်းရှိနေတတ်ပါတယ်ချင်းသေးဆိုတာကျမတို့မြင်နေရတယ်လို့ရဲရင်တဲ့တရေကောင်းမဟုတ်ပဲသွေးအေးတဲ့လူသက်သမားတစ်ယောက်လည်းဖြစ်နေနိုင်တာပါပဲတင်ရောချင်းသေးတွေရဲ့ဒီအမှောင်ချမ်းအကြောင်းကိုကြားဘူးရဲ့လားကောမန့်မှာပြောခဲ့ပါအောင်နော်ဒီလိုထူးဆန်းတဲ့အကြောင်းတွေကိုသိချင်ရင်တော့ဥအန်တာတိတ်မန်ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်